မင်္ဂလာပါ Paul David Tripp ရဲ့ marriage စာအုပ်အခန်းနှစ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခန်းနှစ်ကတော့ကျွန်တော်တို့အိမ်ထောင်တွေမှာအိမ်ထောင်ခီးလန်းတစ်ခါတည်းမှာရှေ့ဆက်ဖို့အတွက်ခက်ခဲပြင်ပန်းစေတဲ့အရာတွေရှေ့ဆက်ဖို့မှာပဏိပခတွေနဲ့ညကြီးရှုပ်ထွေးရတဲ့အရာတွေရှေ့ဆက်ဖို့မှာတစ်ခါတည်းဝန်လေးရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရတဲ့အိမ်ထောင်တွေရှိတတ်တယ်ပေါ့နော်အဲ့လိုအိမ်ထောင်တွေအဲ့လိုအခြေအနေမျိုးတွေကိုယ့်ရဲ့အိမ်ထောင်မှာရှိလာတဲ့အခါမှာအိမ်ထောင်ကိုရှေ့ဆက်စေတဲ့အကြောင်းရင်းကပါလဲရှေ့ဆက်စေတဲ့အဓိကအကြောင်းရင်းကထာဝရဘုရားသခင်ကိုနင်းနဲ့မင်းအတူတူကမျက်မှောက်ပြုကိုးကွယ်ခြင်းဖြစ်တယ်လို့ဒီစာရေးဆရာကသင်ခန်းစာနဲ့မှာပြောထားပါတယ်သူကပြီးတော့ကိုးကွယ်ခြင်းဆိုတာလုံဆောင်မှုမဟုတ်ဘူးကိုးကွယ်ခြင်းဆိုတာဖြစ်စဉ်ဖြစ်တယ်ကိုယ့်ရဲ့ဖြစ်စဉ်ကိုဘဝရဲ့အသက်ရှင်နေထိုင်မှုကကိုယ့်ရဲ့အသက်တာအသက်ရှင်နေထိုင်မှုကကိုးကွယ်ခြင်းဖြစ်တယ်လို့စာရေးဆရာကပြောထားတယ်ဆိုလိုတာကပါလဲဆိုတော့ကျွန်တော်တို့ကဘုရားသခင်သခင်ယေရှုခရစ်တော်ဘုရားကလည်းပြောထားတယ်ကိုးကွယ်တဲ့သူကနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ကိုပြောထားတဲ့အတိုင်းပဲကိုးကွယ်တယ်ဆိုတာကပါလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုဖြစ်ဒီလာစေတဲ့အရင်မြစ်ကျွန်တော်တို့ကိုပျော်ရွှင်စေတဲ့စိတ်ကြည်နက်မှုပေးစေတဲ့အရင်မြစ်ကကျွန်တော်တို့ကိုကိုးကွယ်တဲ့အရာဖြစ်တယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ခက်ခဲပြင်ပန်းတဲ့အခါမှာကျွန်တော်တို့ခိုးလုံရကျွန်တော်တို့ရဲ့ခိုးလုံရကကျွန်တော်တို့ကိုးကွယ်တဲ့အရာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့အဖြေရှာတဲ့အရာကျွန်တော်တို့ရဲ့ဘဝဥတည်တဲ့ကျွန်တော်တို့ဘဝမျှော်မှန်းတဲ့အရာကကျွန်တော်တို့ကိုးကွယ်တဲ့အရာဖြစ်တယ်လို့ဆိုထားတယ်သိရတယ်ဆိုကျွန်တော်တို့ဘဝမှာကျွန်တော်တို့ကတခါတည်းမှာဖရာသခင်ကိုကိုးကွယ်တယ်လို့ပါဇက်ကနေအတိကနေပြောနေပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားကတခြားအရာတွေကိုနှလုံးသားကတခြားဖရာသခင်မဟုတ်တဲ့စစ်မှန်တဲ့ဖရာမဟုတ်တဲ့တခြားအရာတွေကိုကိုးကွယ်မိတာမျှော်လင့်မိတာကိုးစားမိတာမျှော်မှန်းမိတာအားကိုးမိတဲ့အခါတွေလည်းကျွန်တော်တို့ကရှိတတ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုအမြဲတမ်းဆန်းစစ်ဖို့အရေးကြီးတယ်လို့အနုကပတ်တော်ကလည်းကျွန်တော်တို့ကိုပြောတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကိုးကွယ်တယ်ဆိုတာကလူရမဟုတ်ပဲねကျွန်တော်တို့ရဲ့ဘဝအသက်ရှင်နေထိုင်မှုဖြစ်တယ်ပြီးတော့ဒီဖောကလည်းပြောထားလဲဆိုကျွန်တော်တို့ရဲ့အလျားလိုက်ဆက်ဆံရေးလူတွေပေါ်မှာကျွန်တော်တို့ရဲ့မြင်တဲ့အမြင်ထားတဲ့သဘောထားဆက်ဆံတဲ့အပြုအမူတွေအားလုံးကကျွန်တော်တို့ရဲ့တောင်းလိုက်ဖြစ်တဲ့ဖရာသခင်ကိုဘယ်လိုကိုးကွယ်ရဲဆိုတဲ့အရာကိုတင်ဆက်နေခြင်းဖြစ်တယ်လို့ဇာရေးဆရာကပြောထားတယ်ပြီးတော့သူကအခါလာတိခန်းချင်းကအငယ်14ကိုကိုးကားပြီးတော့ကိုယ်နဲ့ဆက်ဆိုင်တဲ့သူကိုနဲ့အမျှချစ်ဖို့လို့ပြောတဲ့အခါမှာကျွန်တော်တို့ကိုမိမိကိုဖရာသခင်ကဘယ်လောက်ချစ်တယ်လဲဆိုတာကိုမိမိရဲ့နှလုံးသားထဲကနေနားမလည်ဘူးဆိုလို့ရှိရင်သူတစ်ပါးကိုကိုနဲ့ဆက်ဆိုင်တဲ့သူကိုနဲ့အမျှချစ်ဖို့ကမလွယ်ကူဘူးဆိုတဲ့အရာပေါ့နော်ဒါကြောင့်မလို့ကိုဖရာသခင်ဘယ်လောက်ချစ်တယ်ဆိုတဲ့အရာကိုအရင်နားလေခံစားမိဆိုလို့ရှိရင်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်ခြင်းအဖြစ်မိမိပေါ်မှာဖရာသခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလေခံစားမိဆိုလို့ရှိရင်သူတစ်ပါးကိုလည်းကိုနဲ့ဆက်ဆံတဲ့သူတွေကိုလည်းအဲ့ဒီလိုမျိုးကျွန်တော်တို့ချစ်နိုင်မယ်ဆိုတဲ့အရာကိုဇာရေးဆရာကကျွန်တော်တို့ကိုခွန်အားပေးထားတယ်ပြီးတော့ဒီညမှာအလင်းတင်လို့ကျွန်တော်ခွန်အားပေးခြင်းရဲ့အရာကိုနဲ့ဆက်ဆံတဲ့သူကိုချစ်ရမယ်လို့ကျမ်းစာကပြောတဲ့အခါမှာများတော့အဖြစ်ကျွန်တော်တို့ကကိုနဲ့ဆက်ဆိုင်တဲ့သူကဘာတူလဲလို့ပြောတဲ့အခါမှာအလွယ်နည်းလမ်းအဖြစ်ကိုရဲ့အိမ်ကြီးချင်းတွေဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကအဲ့လိုဖွင့်ဆိုလိုက်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကကိုရဲ့မိသားစုမဟုတ်ဘဲနဲ့အပြစ်လူတွေကိုချစ်ဖို့အရင်စ조사တယ်အပြစ်လူတွေကိုကောင်းဖို့အပြစ်လူတွေကိုမေတ္တာပြဖို့ကျွန်တော်တို့ကစ조사မိတတ်တယ်ပေါ့နော်ဒီပထမအဆင့်ကိုနဲ့ဆက်ဆိုင်တဲ့ကိုနဲ့အနည်းဆုံးမှရှိတဲ့ကိုရဲ့အဝိုင်းထဲမှာရှိနေတဲ့ကိုရဲ့မိသားစုကိုရဲ့အိမ်ထောင်ဖက်ကိုရဲ့အနည်းဆုံးမှရှိတဲ့ကိုရဲ့အိမ်ထောင်ဖက်ကိုနဲ့အမြတ်ချစ်ဖို့ကိုကျွန်တော်တို့ကအစစ်နဲ့ကြော်လိုက်ပြီးတော့ကိုမိသားစုအပြင်ကလူတခြားလူတွေကိုချစ်ပြဖို့ကျွန်တော်တို့ကစူးစမ်းမိတတ်တယ်ဆိုတဲ့အရာပေါ့နော်ကျွန်တော်တို့မှာဆိုအများတော့အဖြစ်ကျွန်တော်တို့ယုံကြည်သူခရိယန်တိုင်းဝိုင်းမှာဆိုရင်
ဖះเจ้าကိစ္စအတင်းတော်ကိစ္စဆိုရင်အရန်ကိုစိတ်အားထက်သန်တယ်ဖះเจ้าဆိုရင်မြေမပြတ်သွားတယ်ဖះเจ้าဆိုရင်နံပါတ်1ရောက်တယ်ဒါပေမဲ့အိမ်မှာကိုယ့်ရဲ့ဇနီးတွေကိုယ့်ရဲ့လင်းယောက်ျားကိုလေးစားတန်ဖိုးထားပြီးတော့ချစ်ချင်းမြတ်တာဖော်ပြမှုသူ့အတွက်ရေတစ်ခွက်ပေးဖို့သူ့အတွက်သမင်းတနက်ကောင်းမွန်စွာချစ်ချင်းမြတ်တာအပြည့်နဲ့ချက်ပြုတ်ပေးဖို့သူ့အတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့သူ့ကိုစိတ်ချမ်းသာစေတဲ့စကားလုံးတွေသူ့ရဲ့နှလုံးသားကိုထိမိစေမဲ့စကားလုံးတွေကိုပြောပြဖို့ကိုလုံးဝကောင်းတယ်မှမရှိဘဲနဲ့အဲ့ဒီအရာတွေကိုအားလုံးကိုလစ်လူရှုပြီးတော့လူအများအလယ်မှာလူတွေအသင်းတော်မှာစူးစမ်းနေတဲ့အိမ်ထောင်တွေလည်းရှိတတ်တယ်ပေါ့နော်ရှိနေတယ်ပေါ့နော်အိမ်ထောင်တွေလည်းရှိနေတယ်တင်းတော်အတွက်ဆိုရင်အကုန်လုံးပေးဆက်ပြီးတော့အခွန်အားတွေပေးပြီးတော့အကုန်လုံးအချိန်တွေပေးပြီးတော့ပေါ့နော်စူးစမ်းနေတယ်ဒါပေမဲ့ကိုယ့်ရဲ့အိမ်ထောင်ကိုယ့်ရဲ့ဇနီးတွေအတွက်ကိုယ့်ရဲ့လင်းယောက်ျားအတွက်ဆိုပြီးတော့ပေါ့နော်အဲ့လိုနစ်နာခံပြီးတော့အဲ့လိုပေးဆက်ပြီးတော့ကျွန်တော်တို့ကမိမိရဲ့ချစ်ကိုဖော်ပြဖို့မှာကြတော့ပြက်ကွက်မိတဲ့အခါတွေလည်းရှိတတ်တယ်ဆိုတဲ့အရာပေါ့နော်ဒါလေးကိုတော့အလင်းသစ်ပြီးတော့ပြောပြအချင်းပြောမိချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့လိုမဖြစ်ဖို့ပေါ့နော်ကိုနဲ့ဆက်ဆိုင်တဲ့သူကကိုယ့်ရဲ့အနည်းဆုံးမှရှိတယ်ကိုယ့်ရဲ့အိမ်ထောင်ပဲဖြစ်တယ်ကိုယ့်ရဲ့လင်းယောက်ျားဖြစ်တယ်ကိုယ့်ရဲ့ဇနီးတွေဖြစ်တယ်တခင်ယေရှုကလည်းပြောတယ်မိမိရဲ့ဇနီးမယားကိုကိုယ့်ရဲ့ခန္ဓာကိုယ်ကိုချစ်တဲ့ကဲ့သို့ကိုယ့်ရဲ့ဇနီးမယားကိုချစ်ပါဆိုပြီးတော့အမျိုးသားတွေကိုအိမ်ထောင်တဲ့အမျိုးသားတွေကိုတိုက်တွန်းထားတဲ့မိန့်မထားတဲ့ဆိုရုပ်စကားရှိတယ်ခရစ်တော်ကအသင်းတော်ရဲ့ဥကောင်းနဲ့တူတယ်အသင်းတော်ကခန္ဓာကိုယ်ကအသင်းတော်ဖြစ်တယ်ပေါ့နော်လူရဲ့ခန္ဓာကိုယ်နဲ့နိုင်မယ်ဆိုရင်ကောင်းမှခရစ်တော်ဖြစ်ပြီးတော့ခန္ဓာကိုယ်ကအသင်းတော်ဖြစ်တယ်ခရစ်တော်ကသူဒီခန္ဓာအတွက်အသက်ဆုခဲ့တယ်လို့ပဲအိမ်ထောင်ဦးစီးဖြစ်တဲ့အမျိုးသားတွေကကိုယ့်ရဲ့အမျိုးသမီးအိမ်ထောင်တဲ့အမျိုးသမီးတွေကိုအဲ့ဒီလိုချစ်ဖို့ကိုယ့်ရဲ့နစ်နာခံပြီးတော့ဆွလွတ်နစ်နာခံပြီးတော့တက်ပြီးပြီးတော့ချစ်တဲ့ချစ်ချင်းမြတ်တာနဲ့ချစ်ဖို့ဆိုပြီးတော့ခွန်အားပေးထားတဲ့ကျမ်းပိုက်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကချစ်ချင်းမြတ်တာကိုနဲ့ဆက်ဆိုင်တဲ့သူကိုနဲ့အများချစ်ပါလို့ပြောတဲ့အခါမှာကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုအရင်ချစ်ဖို့ကြိုးစားကြရအောင်လို့ခွန်အားပေးချင်တာဖြစ်ပါတယ်ပြီးတော့ဒီ Paul David Tripp ကလည်းကျွန်တော်တို့ကိုသူကိုကျွန်တော်တို့ကိုခွန်အားပေးတဲ့အခါအိမ်ထောင်ရှိစဖို့ကကိုယ်ကိုယ်ချင်းကအရင်မြစ်ဖြစ်တယ်ကိုယ်ကိုယ်ချင်းကဒါလင်းကျွန်တော်တို့အိမ်ထောင်ရှိစဖို့မှာအဓိကခွန်အားပေးတဲ့အရာအဓိကရင်းမြစ်ဖြစ်တယ်ဆိုရရပါတော့ကိုယ်ွယ်လေးလို့ပြောတဲ့အခါမှာထာဝရဘုရားသခင်ကိုဖန်ဆင်းရှင်သခင်ဖြစ်နေကိုယ်ွယ်ရမယ်ထာဝရဘုရားသခင်ကိုဖန်ဆင်းရှင်ဖြစ်နေကိုယ်ွယ်ရမယ်လို့ဆိုလိုတဲ့အခါမှာကိုယ့်ရဲ့အိမ်ထောင်ဖက်ဟာဘုရားသခင်ရဲ့ဖန်ဆင်းခြင်းလက်ရာတော်ဖြစ်တယ်ဆိုတာကိုအတိမတ်ပြုပြီးတော့လေးစားတန်ဖိုးထားပြီးတော့ကျွန်တော်တို့ကဘုရားသခင်ကိုကိုယ်ွယ်ဖို့ဖြစ်တယ်ကိုယ့်ရဲ့အိမ်ထောင်ဖက်ဟာဘုရားသခင်ရဲ့ဖန်ဆင်းခြင်းလက်ရာဖြစ်တယ်ဘုရားသခင်ရဲ့လက်ရာဖြစ်တယ်ဆိုရရပါတော့ဒါကိုကျွန်တော်တို့ဟာလေးစားပြီးတော့တန်ဖိုးထားပြီးတော့ထာဝရဘုရားသခင်ကိုကိုးကွယ်ဖို့လိုတယ်ဒုတိယချက်အရာထာဝရဘုရားသခင်ကအရာခတ်သိမ်းကိုအုပ်စိုးနိုင်တဲ့ဘုရားဖြစ်တယ်ဆိုလိုတာကကျွန်တော်တို့ဒီလင်နဲ့မေယာအမျိုးသားနဲ့အမျိုးသမီးတွေ့ဆုံပြီးတော့စုံဖက်ပြီးတော့အိမ်ထောင်တစ်ခုဖြစ်တည်လာတဲ့အရာကကျွန်တော်တို့ရဲ့စီစဉ်ကြောင့်ပဲမဟုတ်ပဲねထာဝရဘုရားသခင်ရဲ့အစီအစဉ်ထဲမှာဖြစ်တည်လာတဲ့အရာဖြစ်တယ်ဘုရားသခင်ရဲ့အရာခတ်သိမ်းကိုအုပ်စိုးနိုင်တဲ့တကူတော်အားဖြင့်ဒီလူယောက်ျားနဲ့ဒီလူမိန်းမကိုစုံဖက်စေပြီးတော့ဒီအိမ်ထောင်ကိုဘုရားသခင်ကသူ့ရဲ့အစီအစဉ်တော်ထဲမှာသူ့ရဲ့အကြံစီတော်ထဲမှာဒီဆောက်ဖြစ်တည်လာတဲ့အရာဖြစ်တဲ့ကြောင့်ဒီအိမ်ထောင်အင်မတန်မှဘုရားရဲ့အကြံစီတော်ထဲမှာရှိပြီးတော့ဘုရားရဲ့အစီအစဉ်ထဲမှာဖြစ်တည်နေတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကသိမှတ်ပြီးတော့ထိုဘုရားသခင်ကိုကိုးကွယ်ဖို့လိုအပ်တယ်ဆိုတဲ့အရာပေါ့နော်နောက်ဆုံးချက်ကတော့ဘုရားသခင်ဟာကယ်တင်ရှင်ဖြစ်တယ်ကျွန်တော်တို့ရဲ့မျှော်လင့်ရာဖြစ်တယ်ကျွန်တော်တို့ရဲ့ခိုလုံရာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ကျွန်တော်တို့ရဲ့ဒီအိမ်ထောင်အားဖြင့်ဘုရားသခင်ရဲ့ကယ်တင်ခြင်းပုံထင်ရှားဖို့ဘုရားသခင်ဟာအလုပ်လုပ်နိုင်တဲ့တကူရှိတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကယုံကြည်ကိုးစားခြင်းနဲ့ထာဝရဘုရားသခင်ကိုကိုးကွယ်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့အိမ်ထောင်ကိုနေ့ရက်တိုင်းမှာရှောက်လန်းဖို့ဒီ Paul David Tripp ကသင်ခန်းစာနှစ်မှာခွန်အားပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်